အင်္ဂလိပ်စကားလေးတတ်ထားလေးနဲ့ပညာလေးတတ်ထားလေးနဲ့ဂုံယူဝင်ကြွားတဲ့လူတွေဟာနောက်တစ်ခေတ်ကျရင်ဒုက္ခတွေရောက်ကြဒီလူဟာမြန်မာလားဆိုမြန်မာဗမာစကားတတ်လားဆိုမတတ်ဘူးမြန်မာဖြစ်ပြီးမြန်မာလိုမပြောတတ်ဘူးဆိုတာတော့ရှက်စရာကောင်းတာမရှိတော့နော်အဲ့ဒါကိုဘုန်းကြီးတို့ကြုံတိုင်းထည့်ပြီးတော့ပြောပြရတယ်ဒီတချို့လဲသဘောပေါက်တယ်တချို့လဲတော့ဒါအမြော်အမြင်လို့ခေါ်တယ်မြန်မာစကားတက်ပြီးတဲ့နောက်မှာမြန်မာလူမျိုးဟာမြန်မာစကားတက်ပြီးရင်ဘာစကားတက်နိုင်တယ်ဗျသက်စကားတွေတရုတ်လိုတက်ကလားလိုတက်အင်္ဂလိပ်လိုတက်ဘာတက်တရားတစ်ပါးသောဘာသာစကားတွေတက်လေကောင်းလေသင်လို့ရသို့တော့ဗမာစကားမတက်ဘူးဆိုရင်ရှက်เสียဘုန်းကြီးတို့တခါတော့တန်ခါညာသားတယောက်နဲ့ပြောဘူးတယ်ဘုန်းကြီးတစ်ပါးနဲ့ပြောတဲ့အခါဘုန်းကြီးအင်္ဂလိပ်စာမတတ်လို့ရှိရင်သူကရှက်เสียလို့တူဘာရှက်เสียလဲအင်္ဂလိပ်တယောက်ကသူကအင်္ဂလိပ်စကားမတတ်ဘူးဆိုရင်ထင်သေးတယ်အဲ့ဒါကြတော့မေးလိုက်မှာပေါ့မင်းရောဘာသာစကားဗမာစကားတတ်လားလို့မေးလိုက်သူမတတ်ဘူးသူလည်းဗမာစကားမတတ်ဘူးငါလည်းအင်္ဂလိပ်စကားမတတ်ဘူးဘာဖြစ်လဲတူတူပဲနော်သူလည်းမတတ်ဘူးကိုလည်းမတတ်ရှက်เสียလားရှက်เสียမဟုတ်သို့တော့တက်အောင်မတင်ရဘူးလို့ပြောတာမဟုတ်ဘူးကိုဘာသာစကားကိုဗမာစကားမတတ်ဖဲနဲ့အင်္ဂလိပ်စကားတတ်တာရှက်เสียလို့ဒီလိုပြောတာဗမာစကားတက်ပြီးရင်တော့အင်္ဂလိပ်စကားတွေမှာကဘူးကဘာပေါ်မှာရှိတဲ့ဘာသာစကားတွေအကုန်တက်လေကောင်းလေပဲမိုးပြန်အောင်တော်ပါစေကောင်းတယ်အဲ့ဒီလိုခံယူချက်ရှိဖို့လိုအပ်တယ်ပေါ့